ဒါကျွန်တော်တို့မကွေးတိုင်းမင်းဘူးစကူးမြို့နယ်မှာရှိတဲ့ဒီရားစီပထိုးကြီးဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီကြောင်လေးလှီကားဘက်ကနေတက်ပြီးတော့ကြိုက်ပြထားဖြစ်ပါတယ်။ဒီဖျားပေါ်လည်းနေရတာဒီဖျားပေါ်လည်းနေရတာဖြစ်ပါလေကျွန်တော်ဒီအောက်ကိုဘယ်လိုပြန်ဆင်းမလဲဆိုတာရှင်းပြမယ်ဒီကနေဒီထဲကနေပြန်ဆင်းမှာဖြစ်ပါလေဒီထဲကနေခုနကဒီကတက်လာတာတက်လာတော့အဆင်ပြေပါအဲ့ပေါ်နေစင်းလာတာအဲ့ပေါ်နေစင်းလာတာပါ来，再来吧。